အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မများအားလုံးနော်။နောက်ပြန်ဆိုရင်ကျွန်တော်တို့10ရက်8လ2026တနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပါပြီ။ကဲတနင်္လာနေ့အဖွင့်နေ့နေကုန်စားနော်အချိန်လေးတွေမိတ်ဘွားကလေးတွေပတ်သီးလေးတွေလာတင်ပေးရင်းနဲ့ကဲတပတ်စာနော်အနှစ်ချုပ်ပြတဲ့မပြောက်တဲ့စာတို့လေးတွေကိုလည်းထပ်မှန်ပြီးတော့ဒီဗီဒီယိုဖိုင်လေးထဲမှာတင်ပေးသွားမှာဖြစ်လို့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါ။ကဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပတ်တွေလည်းဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲကျွန်တော်တို့ဒီအခုလာမယ့်ပွဲမှာလေးပေါ့နော်ကျွန်တော်ရဲ့ကိုရီမတွေအားလုံးပဲပိတ်ရက်ဖောင်းရက်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဗုဒ္ဓဘူးနေပဲဖြစ်ပါတယ်နော်ဗုဒ္ဓဘူးနေတနေ့အားလုံးပိတ်ပါတယ်နော်အားလုံးပဲဗုဒ္ဓဘူးနေတနေ့ပိတ်ရက်ရှိပါတယ်နော်ကျန်တဲ့ရက်ကလေးတွေကတော့ဖွင့်တယ်ကဲဒါကြောင့်ပိတ်ရက်ဖောင်းရက်ရှိတဲ့အတွက်ကြောင့်မလို့နော်စော့ကျင်တဲ့မိတ်ဆွေများလည်းလိုက်စော့ပေါ့နော်မစော့ကျင်တဲ့နော်ချစ်ကိုချစ်မတွေလည်းအားလုံးပဲမစော့ပဲနေလို့ရပါတယ်တွေ့တာမြင်တာလေးတွေကိုလာပြီးတော့တင်ပေးတာဖြစ်ပါတယ်အကြိုက်တွင်လိုက်စော့ပါ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင် like လက်မှာအသေးလေးတွေနှိပ်ပေးထားပါ share မို့ share အားလေးနဲ့ကူညီပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်ရင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲအားလုံးပဲဒါဆိုရင်မနက်ပြန်ကျွန်တော်တို့เนาะတနင်္လာနေ့အဖွင့်နေကုန်စားဝိုင်းချင်းလေးတွေမိန်းလေးတွေမပြောခင်မှာတပတ်စာအနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့စာတို့အနေနဲ့ဆိုရင်ခွန်95ပဲဖြစ်ပါတယ်เนาะဒါတပတ်စာလုံးဝမပြောက်တဲ့စာတို့ဖြစ်ပါတယ်အကြိုက်တွင်ရင် like ဆော်ပါเนาะဒါစာတို့လိုက်တဲ့ညီကိုမောင်နှမတွေအတွက်ကြဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့เนาะတနင်္လာနေ့အဖွင့်နေကုန်စားမှာဝမ်းချင်းအနေနဲ့ဆိုရင်83ဝမ်းချင်းပဲဖြစ်ပါတယ်เนาะ83ဝမ်းချင်းမှာရှင်းနဲ့ပတ်သက်တဲ့ main ကလေးတွေကတော့အားလုံးပဲမနေ့ပြန်မှာเนาะရှင်းနဲ့ရှစ်ခွန်နော်8ကို80ပဲဖြစ်ပါတယ်8နဲ့8ခွန်8ကို80ပါဒါ8နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကွန်မန့်မှာခြာရေးပေးတာပါနော်3နဲ့ပတ်သက်တာကတော့3နှစ်30 3ခွန်39ပဲဖြစ်ပါတယ်နော်3နှစ်30 3ခွန်39ပါဒါ3နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါနော်ကျွန်တော်ထုတ်ပေးတဲ့ main ကွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်တနင်္လာနေ့အဖွင့်နေ့မှာအားအကောင်ဆုံးဝမ်းချင်းဒီ83ဝမ်းချင်းပဲဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးစောတဲ့ချစ်ကိုချစ်မတွေအားလုံးเนาะတနင်္လာနေ့အဖွင့်နေ့လေးမှာအားအကောင်းဆုံးပတ်တိဒီ10ပတ်တိ3ပတ်တိအားအကောင်းဆုံးဖြစ်ပါတယ်ကဲအားလုံးပဲเนาะအဖွင့်နေ့လေးမှာเนาะစမ်းပြီးတော့စော့ကျင်တဲ့ညီကိုမောင်နှမတွေလိုက်စော့ကြည့်ပါစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးအမားမှန်ရှိပါတယ်ကဲအခုလိုကြည့်ရှုပေးတာအားလုံးပဲကျေးဇူးတင်နေเนาะအဖွင့်နေ့လေးမှာအားလုံးပဲဖွင့်လာကြပါစေအားလုံးပဲကံကောင်းကြပါစေဗျ